စကြဝဠာကြီးရဲ့ကြောက်စရာကောင်းတဲ့အချက်၃ချက်နံပါတ်1အတန်မရှိခြင်းအာကာသထဲမှာလေထုမရှိတဲ့အတွက်ကြောင့်အတန်လိုင်းတွေမဖြတ်တန်းနိုင်ပါဘူးဒါကြောင့်အာကာသထဲမှာပောက်ကွဲမှုကြီးတွေဘယ်လောက်ဖြစ်ဖြစ်တင်ဟာဘာအတန်မှကြားရမှာမဟုတ်ပါဘူးနံပါတ်2 black hole တွင်းနက်ကြီးများ black hole တစ်ခုရဲ့ဆွဲအားဟာအလင်းတောင်လွတ်အောင်မပြေးနိုင်လောက်အောင်ပြင်းထန်ပါတယ်အကယ်၍သင်ဟာ black hole တဲကိုပြုတ်ကျသွားရင်ခောက်ဆွဲဘက်လိုဆွဲဆန့်ခံရပြီးပျောက်ကွယ်သွားမှာပါနံပါတ်3နေရဲ့အပူချိန်ကျွန်တော်တို့စီကိုအလင်းပေးနေတဲ့နေရဲ့အလဲဗဟိုအပူချိန်ဟာ15 သန်းဒီဂရီဆဲစီယပ်အထိရှိပါတယ်ဒါဟာစဉ်းစားကြည့်လို့တော့မရတဲ့အပူချိန်မျိုးပါဒီလိုမျိုးဘုဒ္ဓတာတွေထပ်သိခြင်းတော့ Fahu မြန်မာကို subscribe like follow လုပ်ထားဖို့မေးပါနဲ့အားလုံးပဲကျေးဇူးတင်ပါတယ်